တောင်ကိုရပြီးတာနဲ့1550ခုနှစ်ဩဂတ်လမှာပဲပြည်မျိုးကိုဆက်တိုက်ပါတယ်ပြည်ပြင်းတရိုးဓမ္မရာဇာကခုခံပေမဲ့ဘရင်တော်ရဲ့တမကြီးကိုမရှင်နိုင်ပဲထွက်ပြေးသွားခဲ့ရပါတယ်ပြည်မျိုးကိုသိမ်းပိုက်လိုက်နိုင်ခဲ့တာကအလုံးကိုအရေးပါပါတယ်ဘာလို့လဲဆိုတော့ပြည်မျိုးကိုရလိုက်တာနဲ့တပြိုင်နက်အထက်မြန်မာပြည်နဲ့အောက်မြန်မာပြည်ကိုဆက်သွယ်ထားတဲ့အေယာဝတီမြေကြောင်းထင်းချုပ်ခွင့်ကိုပါရလိုက်လို့ပါပဲ1552ခုနှစ်မှာတော့အဓိကရန်သူကြီးတမိန်ထောရှိနေတဲ့ဟန်တာဝတီကိုစစ်ချီပါတော့တယ်တမိန်ထောဆိုတာလည်းတာမန်လူမဟုတ်ပါဘူးမိုးရစဝင်ဒီမှာသူရဲကောင်အဖြစ်တင်စားခံရသူပါဟန်တာဝတီမျိုးပြည်မှာနှစ်ဖက်တပ်တွေတည်ဆုံကြတဲ့အခါမှာမြမတမိုင်းမှာနာမည်ကျော်ကြတဲ့စီချင်းပွဲကြီးဖြစ်လာပါတော့တယ်ဒီလိုနဲ့စစ်စင်ကြီးတွေပေါ်မှာဘရင်နှစ်ပါးအသက်လူတိုက်ခိုက်ကြပြီးနောက်ဆုံးမှာတော့ဘရင်တော်ရဲ့လမ်းကြောင်းတမိန်ထောရှုံးနေကထွက်ပြေးသွားခဲ့ရပါတယ်ဒါကြောင့်1552မလ12ရက်နေ့မှာဘရင်တော်ဟာဟန်တာဝတီထီးနန်းကိုပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီးအဲ့ဒီနေ့ကစတော့ဟန်တာဝတီဟာဒုတိယတောင်ကိုအင်ပါယာရဲ့နေပြည်တော်ဖြစ်လာခဲ့ပါတယ်အောက်မြန်မာပြည်ကိုစီးရုံးစီပြီးနောက်မှာတော့ဘရင်တော်ရဲ့မျက်လုံးတွေကမြောက်ဘက်စီကိုဥလှည့်လာပါတယ်နှစ်ပေါင်းများစွာအင်းဝကိုထိန်းချုပ်ထားပြီးမြန်မာနိုင်ငံအလယ်ပိုင်းကိုချင်းချောက်နေတဲ့ရှမ်းစော်ဘွားတွေကိုနှိမ်နင်းဖို့ပါပဲဒါကြောင့်1553ခုနှစ်ကတည်းကစစ်ပြင်ဆင်ခဲ့ပြီး1555ခုနှစ်ဇန်နဝါရီလမှာတော့ကုန်းတက်ရေတက်အလုံးရင်းနဲ့အင်းဝကိုချီတက်ပါတော့တယ်ဒီတိုက်ပွဲမှာတော့ဘရင်တော်ရဲ့စစ်တပ်ဟာအရင်ကထက်ပိုအင်အားကြီးလာခဲ့ပါပြီပေါ်တူဂီအမြောက်တပ်တွေမွန်ဗမာတိုင်းရင်းသားပေါင်းစုံပါဝင်တဲ့တပ်မတော်ကြီးဖြစ်နေခဲ့ပါပြီအင်းဝဘရင်စီတူကျော်တင်ကခုခံခဲ့ပေမဲ့1555ဇန်နဝါရီ22ရက်နေ့မှာတော့အင်းဝမြို့ကြီးကျဆုံးသွားခဲ့ပါတယ်ဒါပေမဲ့ဘရင်တော်ကအင်းဝနဲ့နေရက်မနေပဲ1558ခုနှစ်မှာတော့ရှမ်းပြည်နယ်တစ်ခုလုံးကိုပါသိမ်းသွင်းမှုစီမံကိန်းချပါတော့တယ်မိုးညင်းမိုးကောင်းတီဘောစတဲ့ဒေသတွေကိုတရှိန်လို့တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်သူ့ရဲ့ထူးခြားချက်ကတော့တိုက်ခိုက်သိမ်းပိုက်ပြီးုံနဲ့မဟုတ်ပဲရှမ်းစော်ဘွားတွေရဲ့ရိုးရာဓလေ့တစ်ခုဖြစ်တဲ့စော်ဘွားတင်ရင်ကျိုးလေးကိုပါတက်ပြီးမြေမြုပ်တူတဲ့ဓလေ့ကိုအမိတ်အာဏာနဲ့ပိတ်ပင်ခဲ့တာပါပဲဒါသူ့စစ်ပြင်တယောက်အနေနဲ့သာမကမူရေးပြုပြင်ပြောင်းလဲသူတယောက်အနေနဲ့ပါတွေ့မြင်ရတာဖြစ်ပါတယ်ဒီနေရာမှာတလေးတစားထည့်ပြောရမှာကတော့မင်းနောင်ရဲ့ပြောင်မြောက်လာတဲ့စီရေးအမြင့်မှာဘာကြောင့်လဲဆိုတော့သူဟာအဲ့ဒီခေတ်အရှိတောင်အာရှစီရေးစနစ်ကိုလုံးဝပြုပြင်ပြောင်းလဲပစ်ခဲ့သူတယောက်ဖြစ်လို့ပါပဲ16ရာစုအစောပိုင်းလောက်မှာကမ္ဘာအနောက်ဘက်ခြမ်းကပေါ်တူဂီတွေအိန္ဒိယသမုဒ္ဒရာတွေရောက်လာတာနဲ့အတူတနက်နဲ့အမြောက်နည်းပညာတွေပါလာပါတယ်ရှေးရိုးစွဲဘရင်တွေကဓာတွေကိုအလေးမထားတဲ့အချိန်မှာဘရင်နောင်ကတော့ဒီနည်းပညာတွေဟာစစ်ပွဲတွေရဲ့အဆုံးဖြတ်ဖြစ်မယ်ဆိုတာကိုကြိုတင်မှန်းဆနိုင်ခဲ့ပါတယ်ဒါကြောင့်ပဲသူ့ရဲ့တပ်မတော်မှာဒေသခံမွန်ဗမာရှမ်းစတဲ့စစ်တီတွေအပြင်ပေါ်တူဂီကျေးစားစစ်တီတွေကိုအမြောက်အများငှားရမ်းအသုံးပြုခဲ့ပါတယ်ထူးခြားဆုံးကတော့ဘရင်နောင်ရဲ့ကိုရံတော်တပ်ဖွဲ့ပါတမိုင်းမှတ်တမ်းတွေအရသူစစ်တိုက်ထွက်တဲ့အခါသူ့ရဲ့စင်တော်ဘေးမှာပေါ်တူဂီတနက်ကန်စစ်တီ400တီတီအမြဲတမ်းဝန်းရံလိုက်ပါရပါတယ်သူတို့ကခေါင်းဆခြေစုံတန်ချက်ကဝတ်စုံလို့ဆင်ထားပြီးသူတို့ကန်ဆောင်တဲ့မြေကြောက်တနက်တွေကလည်းအဲ့ဒီခေတ်ကဒေသတွင်းမှာအစိမ့်မြင့်ဆုံးလက်နက်တွေပါမိတ်ဆွေတို့စဉ်းစားကြည့်ပါတခြားပြိုင်ဘက်တွေကဓာလှမ်းလေးများတွေနဲ့တိုက်ခိုက်နေတဲ့အချိန်မှာဘရင်အောင်တပ်တွေစီကမိုးချင်းတန်လို့ကျဲလောင်တဲ့တနက်တန်တွေရမ်းမွေတွေထွက်ပေါ်လာတဲ့အခါရန်သူတွေဘလောက်တောင်ထိတ်လန့်နေလိုက်မလဲအထူးသဖြင့်တောင်ပေါ်ဒေသကရှမ်းစော်ဘွားတွေဆိုရင်ဒီလိုလက်နက်ဆန်းတွေကိုတစ်ခါမှမမြင်ဘူးကြပါဘူးဒါကြောင့်ပဲရှမ်းပြည်နယ်သိမ်းပိုက်ပွဲတွေမှာဘရင်အောင်ရဲ့တပ်တွေဟာတနက်တန်ပေးလိုက်ရုံနဲ့ရန်သူတပ်တွေစိတ်သက်ပြပြပြီးထွက်ပြေးကြရတယ်လို့ဆိုပါတယ်ဒါအပြင်ဘရင်အောင်ကနိုင်ငံခြားနည်းပညာတစ်ခုတည်းကိုအားကိုးခဲ့တာမဟုတ်ပါဘူးသူကမြမရိုးရာစင်တပ်ကိုလည်းခိမီလက်နက်တွေနဲ့ပေါင်းစပ်လိုက်ပါတယ်စင်တွေကိုရိုးစီးရုံနဲ့မကပဲစင်တွေပေါ်မှာဟော်ဒါလို့ခေါ်တဲ့အကာအကွယ်တွေတက်ဆင်ပြီးအဲ့ဒီအပေါ်ကနေတနက်သမားတွေလေးသမားတွေကိုပြစ်ခတ်ဆေးပါတယ်တချို့စင်ကြီးတွေရဲ့ကြောပေါ်မှာဆိုရင်အမြောက်ငယ်တွေကပါတက်ဆင်ပြီးပြစ်ခတ်နိုင်အောင်စီစဉ်ထားပါတယ်ဒါခေတ်သစ်စကားနဲ့ပြောရမယ်ဆိုရင်တော့တက်ရှိတင်ကကြီးတွေလိုပါပဲသူ့ရဲ့စေးဗျူဟာလည်းရိုးရှင်းပေမဲ့ထိရောက်ပါတယ်ရှေ့ကနေအမြောက်တက်တဲ့တနက်တက်ကရန်သူ formation ကိုဖြိုခွင်းရန်သူတွေတုံလုံးချောက်ချသွားတဲ့အချိန်မှာစင်တက်နဲ့မြင်းတက်ကဝင်ရောက်တိုက်ခတ်ပြီးအဆုံးတပ်ပစ်တာပါဒီလိုအရှိနဲ့အနောက်ပေါင်းဆက်ထားတဲ့စီရေးဆွဲရည်တွေကြောင့်10နှစ်ဝန်းကျင်ကာလတို့အတွင်းမှာမဏိပူရရှမ်းပြည်နယ်ဇင်းမယ်နဲ့လာအိုတို့လိုနိုင်ငံတွေကိုဒူးထောက်စေနိုင်ခဲ့တာဖြစ်ပါတယ်ဒီလိုမျိုးသမိုင်းရာဇဝင်များကိုစိတ်ဝင်စားဖို့အများတက်ဆက်ပေးနေတာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကို subscribe လေးနှိပ်ပေးကြပါအောင်အားပေးတဲ့ငွေချင်းများအားလုံးလည်းကျေးဇူးတင်ပါတယ်နောက်အပိုင်းလေးကိုလည်းဆက်လက်အားပေးကြပါအောင်ဗျာ